မိမိရဲ့ Starlink နဲ့မိမိသိမိတ်ဆိုရဲ့ Starlink တွေကိုပေးဘလို့ကိုယ်တိုင်ထည့်ကြမယ်ပေါ့အရင်ဆုံး Starlink set ရှိရပါမယ်ရှိထားတဲ့ Starlink set ကလည်းအမှန်အကောင့်ကိုယ်ပိုင်ရှိထားဖို့လိုအပ်ပါတယ်ဘယ်လိုစစ်ဆေးရမလဲဆိုတော့အကောင့်ထဲကိုဝင်လိုက်ပါအကောင့်ထဲမှာအကောင့် overview တွေကိုတစ်ချက်ကြည့်လိုက်ပါအကောင့် overview ထဲမှာဒီမှာပါအောက်ဆုံးလေးမှာ setting ဆိုတာရှိပါမယ် setting တွေကိုတစ်ချက်ဝင်လိုက်ပါ setting တွေကိုဝင်ပြီးရင်ဒီမှာကိုယ်မှာရှိထားတဲ့အကောင့်ကအဒမန်ဖြစ်ဖို့လိုအပ်ပါတယ်မိမိရဲ့ set မိမိကိုယ်တိုင်ဆိုရင်အဒမန်အကောင့်ကမဖြစ်မနေလိုအပ်ပါတယ်ရှိထားဖို့လိုအပ်ပါတယ်အဒမန်အကောင့်လေးရှိထားပြီဆိုလို့ရှိရင်တော့မိမိရဲ့ set ကိုမိမိကိုယ်တိုင်ပေးဆောင်ဖို့လုပ်လို့ရပါတယ်ခင်ဗျအရင်ဆုံးဘေးလေးနဲ့ကိုချက်သွားလိုက်ပါဘေးလေးနဲ့မှာ payment method ဆိုတာရှိပါတယ်ဘေးလေးနဲ့မှာ payment method ဆိုတာရှိပါတယ် payment method မှာမိမိရဲ့ bank app တစ်ခုခုပေါ့မိမိ bank app တစ်ခုကိုဒီမှာထည့်ဖို့လိုအပ်ပါတယ်ကျွန်တော်ကတော့ pay နာမည်လေးထည့်လိုက်ပါမယ် pay star ပါမိမိရဲ့ bank app တစ်ခုကိုထည့်ပါဒီမှာစစ်ကုတ်ပါအဓိကကတော့ပေးဆောင်တာတော့မခက်ခဲပါဘူး။ဘာလေးလိုအပ်လဲဆိုတော့ပေးဆောင်ဖို့ဗီဇာကတ်လိုအပ်တယ်ပေါ့နော်။ဒီမှာလေးကတ်နံပါတ်တို့expire date တို့စစ်ကုတ်တို့အဲ့ဒါလေးပါတယ်ဗီဇာကတ်လေးတော့လိုအပ်တယ်ဗျ။ဗီဇာကတ်လေးရှိထားရင်တော့ကိုယ်တိုင်ထည့်ဖို့အဆင်ပြေပေါ့။ဒါဆိုရင်ကတ်ရဲ့ information ဘဏ်ကတ်ရဲ့ information လေးထည့်ပြီးပြီဆိုလို့ရှိရင်စေလေးကိုနှိပ်လိုက်ရင်ရပါပြီ။ဒါဆိုလို့ရှိရင်ဘဏ်ကတ်နဲ့မိမိရဲ့ Starlink အကောင့်နဲ့ချိတ်ဆက်သွားမှာဖြစ်ပါတယ်ဒါဆိုဒီမှာချိတ်ဆက်သွားပြီချိတ်ဆက်သွားပြီးရင်ဒီက page ဆိုတာလေးကိုနှိပ်လိုက်ရင်အဆင်ပြေပါပြီsubmit ပါခဏလေးတော့စောင့်ပေးရပါတယ်ကဲပြဒါဆိုဒီလိုအမှန်ကြီးလေးပြသွားပြီပေးရလဲပျောက်သွားပြီဆိုအမှန်ကြီးလေးပြသွားပြီဆိုတော့ဒါပေးဝင်သွားလို့ပြောလို့ရပါတယ်မိမိရဲ့ဆက်ကိုကိုယ်တိုင်ပေးဆောင်ဖို့ဘန်ကတ်လေးလိုအပ်ရင်လာဝယ်လို့ရပါတယ်